ကျွန်တော်ပြောမယ်နော်ခင်ဗျားကျွန်တော်ကိုပြောရင်ပြောကျွန်တော်မိဘကိုမပြောနဲ့နော်ခင်ဗျားမိဘကရင်ပြည်နယ်ထဲမှာရှိနေတာနော်ခင်ဗျားသိအောင်ပြောပြမယ်သူ့မိဘကိုမိဘဆိုပြဿနာတွေတက်ကုန်မယ်ပြောချင်တာနော်ကရင်ပြည်နယ်ထဲမှာလူမျိုးစုံနေထိုင်တာကရင်ပြည်နယ်ကိုအားလုံးပိုင်နေတာမဟုတ်ဘူးကျွန်တော်ပြောပြတာနော်ကျွန်တော်မိဘကိုကျွန်တော်မိဘ3ချိန်ဖမ်းခံတာရန်သူရဲ့နော်ကျွန်တော်ဖုံးဆက်ပြီးကျွန်တော်မိဘကိုပါးတွေနားတွေရိုက်ပြီးကျွန်တော်ကိုပြန်ခေါ်တာခင်ဗျားတို့သိလားခင်ဗျားတို့မသိဘူးကျွန်တော်မိဘကျမ်းမာရေးမကောင်းဘူးကိုမှုမျိုးနဲ့ကြော်အောင်ဆေးကူးလို့မရဘူးနော်ကျွန်တော်မိဘအကျယ်ချုပ်ဖမ်းခံဒါပေမဲ့ခင်ဗျားတို့ကကျွန်တော်မိဘကိုတဲ့စက္ကစလွတ်ထားတာတဲ့ကျွန်တော်ဒီလောက်ထိတော်လန်ရေးလုပ်နေတာတောင်ကျွန်တော်မိဘကကျွန်တော်မိဘကိုစက္ကစဘာကြောင့်မဖမ်းတာလဲဘာညာခင်ဗျားတို့အားချောင်းတာနော်ငါလို့မှဖာတယ်မှမမို့မင်းကrespect ထားတယ်နော်ကိုအမလို့ဘာလို့ respect ထားတယ်ဒါပေမဲ့အတိတရားတော့ရှိကိုသူစရိတ်နေနော်အတိတရားတော့ရှိအဲ့ဒီအော်စီမမိုးဆိုရဲစော်နော်အမားတို့ကျွန်တော်တို့ respect ထားတယ်နော်ဒါပေမဲ့ကျွန်တော်တို့မကြိုက်ဘူးပြောလို့ရတယ်ကျွန်တော်တို့မထောက်ပံ့ခြင်းလည်းရတယ်ရှင်းပြောမယ်ဗျာကျွန်တော်တို့စောက်သုံးမကြဘူးလို့အမပြောပြီးတော့မှကျွန်တော်တို့ချနေပြီးတော့မှအမသူများကိုသွားလှူလဲကျွန်တော်တို့သိတယ်ဒါပေမဲ့ကျွန်တော်တို့လက်ခံသေးတယ်ဒါပေမဲ့မိဘချင်းကိုချင်းစာအမမိဘကရင်ပြည်နယ်ထဲမှာရှိနေတာနော်ကျွန်တော်အဲ့လောက်ပဲပြောမယ်